မင်္ဂလာပါရှင်ဆရာမတို့ဒီနေ့ပဲရောက်သွားပြီလဲဆိုတော့ grade 6 English က unit 1 lesson 2ရောက်သွားပြီ greetings from postcards greetings ဆိုတာကpostcards များမှာ greetings ကနှုတ်ခွန်းဆက်စကားများဒါဒီ noun ဖြစ်သွားပြီเนาะ noun ဖြစ်သွားပြီနှုတ်ခွန်းဆက်စကားများနှုတ်ခွန်းဆက်စကားများပြန်ပြောမယ် greetings from postcards နှုတ်ခွန်းဆက်စကားများဘယ်ဟာနှုတ်ခွန်းဆက်စကားတွေလဲဆိုတော့ postcards တွေ postcards များမှာနှုတ်ခွန်းဆက်စကားများကဲဒီမှာဆိုရင် holiday greetings ဆိုတာအားလရက်ခရီးနှုတ်ခွန်းဆက်စကားတွေ talking about places နေရာတွေနဲ့ပတ်သက်ပြီးတော့ပြောချင်းတွေကိုလေ့လာရမှာဖြစ်ပါတယ် reading က 1 match ရှင်တွဲမယ် the pictures ပုံတွေ with the words in the box ထဲမှာရှိတဲ့ဒီစကားလုံးတွေနဲ့ဒီပုံတွေနဲ့ box ဒီဇာတ်ထဲမှာရှိတဲ့စကားလုံးတွေ box တွေကိုဒီစကားလုံးနဲ့ဒီကပုံနဲ့ကိုရှင်တွဲရမယ် okay ပထမတစ်ခုကြည့်လိုက် backpack ဆိုတာကြောပိုးအိတ် backpack လိုက်ပြောကြည့်မယ်နော် backpack ကြောပိုးအိတ် cap ဆိုတာဂူကိုပြောတာနိုင်ဂူကိုပြောတာ crab crab ဆိုတာကနန်း prawn ဆိုတာပစွန် palace ကနန်းတော် palace ကနန်းတော် seagull seagull ဆိုတာဇင်ရော seashell ဆိုတာခရုခွန်များ waterfall ရေတံခွန်ဒါတော်တော်များများသိပြီးသားတွေပါ G5 မှာလည်းပါပါတယ်နော် backpack ကြောပိုးအိတ် cave ဂူနိုင်ဂူနော် cave ဂူ crab ကနန်း crab ကနန်း prawn prawn ပစွန် palace နန်းတော် palace နန်းတော် seagull ဇင်ရော seagull seagull ဇင်ရော seashells ခရုခွန်များ waterfall ရေတံခွန် okay number 1ဒါ1ဘာဖြစ်မလဲဒီပုံဒီတဲကဒီ words တွေကဘာဖြစ်မလဲ seashells ပေါ့ခရုခွန်များ seashells seashell ဒါဘာဖြစ်မလဲလိုင်ကူပေါ့ cave ဒါကဇင်ရော seagull seagull ဒါကကနန်း crab waterfall 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 ဒါဒီနန်းတော် palace ပစွန် prawn ဒါကကြောပိုးအိတ် backpack ရပြီနော်ကြပြန်ပြောကြည့်အောင် seashells cave seagull crab waterfall palace prawn backpack okay 2A က read the given postcards where are these postcards from ဒီ postcards တွေကိုဖတ်ပြီးတော့မှဒီ postcards ကဘယ်ကလဲတဲ့အဲ့ဒါဆိုဆရာမတို့က postcards 1 2 3ကအောက်မှာပေးထားတယ်အဲ့ဒါတွေဖတ်ပြီးမှဆရာမတို့ကဒီ question 3ခုကိုဖြေလို့ရမှာဟုတ်ပြီနော်ဒါဆိုရင်ကဲဒါလေးတွေဖတ်ကြည့်အောင်နည်းနည်းလေးချက်လိုက်ပါမယ်ကလေးတို့ကကိုယ်စာအုပ်နဲ့ကိုကြည့်ပေါ့လေရမယ်နော် okay ကြည့်ရအောင်20th April 2029ပေါ့နော်2019 Hi Kiki ပေါ့ Kiki ဆိုတာသူကကိခိုင်ကိုပြောခြင်းဖြစ်တယ်ပေါ့ဟုတ်ပြီနော် Kiki ရေးပေါ့အဲ့တော့ I wish you were ngapali with me I wish ဆိုတာဆန္ဒပြုတာ you were at ngapali with me မင်းကငါနဲ့တူတူငပလီမှာရှင်းသိကောင်းပါပဲဆိုတာမျိုးပြောတာဟုတ်ပြီနော် picking up pick up pick up ဆိုတာကောက်တာပြောတာကောက်သည် picking up seashells ခရုခွန်များ along the shore 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 ဆိုတာကမ်းခြေပြန်ပြောမယ်နော်မသိတာရှင်တစ်ခါတည်းမှပါ shore ဆိုတာကမ်းခြေ along the shore along ဆိုတာတစ်လျှောက် along the shore ဆိုကမ်းခြေတစ်လျှောက်ပြန်ပြောမယ်မသိတာရှင်းမှာပါ along the shore along ဆိုတစ်လျှောက်ကိုပြောတာဒါပေမဲ့ဒီလိုပဲတစ်ခုတည်းပဲမှတ်လို့ရှိရင်နောက်ကျရင်words တွေမကျွဲဝတော့မှာဆိုလို့ဆရာမတော့ meaning မပေးပါဘူးเนาะ along ဆိုတစ်လျှောက် along the shore ဆိုကမ်းခြေတစ်လျှောက် picking up ကကောက်တာ
seashells ကခရုခွန်အဲ့တော့ကန်းချေတလျှောက်ခရုခွန်နေကောက်ရင်းနဲ့မင်းကငါနဲ့အတူတူငပလီမှာရှိနေရင်တိတ်ကောင်းပါပဲပေါ့ဟုတ်ပြီနော်ဒါကိုနဲ့ရှိစေချင်တာကိုကငပလီရောက်နေတယ်ထားပါတော့စာရေးတဲ့လူဖြစ်တဲ့ဒီမိမိကငပလီရောက်နေတယ်သူ့တငယ်ချင်းကေကေကိုစာပို့တယ်ကေကေရေးအခုငပလီမှာကန်းချေတလျှောက်မှာခရုခွန်နေကောက်ရင်းနဲ့ဒီမင်းဟာငါနဲ့တူတူရှိနေတိတ်ကောင်းပါပဲငါတို့တွေခရုခွန်နေကောက်ကြမယ်ဆိုတဲ့သဘောပေါ့နော် every day နေ့တိုင်း I eat seafood seafood ကပင်လယ်အစားအစာတွေပေါ့ပင်လယ်အစားအစာတွေကိုစားတယ်ပင်လယ်စားတွေစားတယ်တနည်းအားဖြင့်ဘာတွေလဲဆိုတော့ crabs and prawns ကနန်းနေပဇွန်တွေပေါ့အဲ့တော့ကနန်းနေပဇွန်တွေဖြစ်တဲ့ပင်လယ်အစားအစာတွေကိုငါနေ့တိုင်းစားတယ် they are fresh ကလက်ဆက်တာ fresh fresh လက်ဆက်တော့ဒါမသိတဲ့လူတွေအတွက်ပါနော်လက်ဆက်တော့ fresh ကလက်ဆက်တော့ and delicious 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 ကအရသာရှိတော့ delicious အရသာရှိတော့ okay ပြန်ပြောမယ် they are fresh and delicious သူတို့ကလက်ဆက်ပြီးတော့မှတိတ်ကိုအရသာရှိပါတယ် prawn is very expensive ပဇွန်ကအလွန်ကိုဈေးကြီးတယ် expensive ဈေးကြီးတော့ exp and xiv expensive ဈေးကြီးတော့ the weather is fine ရာသီဥတုကကောင်းပါတယ်ပေါ့တာယာပါတယ် it's sunny နေပူတယ် breezy ကလေတိုက်တော့breezy ကလေတိုက်တော့ပင်လယ်နားမှာဖြစ်တဲ့အတွက်ကြောင့်လေကတော့တိုက်မှာပဲပေါ့နော်ဆိုတော့ it's sunny နေတာရယ်လေတိုက်တယ် we swim in the sea ပင်လယ်ထဲမှာရေကူးတယ် in the morning and evening မနက်ခင်းနဲ့ညနေခင်းမှာပင်လယ်ထဲမှာရေကူးကြတယ် but ဒါပေမဲ့ take a rest အနားယူတယ် in the Bangalore all afternoon ပူလို့နေမှာပေါ့လေတနေ့ကုန်ကြတော့ဘာလို့တလဲအနားယူတယ် Bangalore ဆိုတာဘာလဲဆိုတော့တစ်ချက်အင်္ဂလိပ်ကိုပြောတာBangalore ဆိုတာတစ်ချက်အိမ်ဒါပေမဲ့ဒီမှာဘယ်လိုပြောလို့ရလဲဆိုတော့နားနေဆောင်မှာအနားယူတယ်လည်းပြောရင်ပြောဒါမှမဟုတ်သူတို့ငားထားတဲ့ Bangalore တစ်ချက်အိမ်တက်ခုခန်းလေးဖြစ်ချင်းဖြစ်မယ်ပေါ့အဲ့လိုမှသွားပြီးတော့အနားယူတယ်လို့နားလည်ရင်လည်းနားလေ Bangalore ဆိုတာကတော့တစ်ချက်အိမ်ကလေးကိုပြောတာနားနေခန်းဆိုပြီးတော့မှနားလည်ခြင်းလည်းရတယ်ဟုတ်ပြီနော်အဲ့မှာသွားပြီးတော့မှနေ့လည်ခင်းမှာတစ်နေ့လုံးအနားယူပါတယ် while my sister and I are swimming while ဆိုတာစင်ကျွန်တော်ညီမလေးနဲ့ကျွန်တော်နဲ့ပေါ့နော်ငါနဲ့ငါညီမလေးနဲ့ရေကူးနေတဲ့အချိန်မှာ mom and dad enjoy walking along the shore ခုနပြောပြီး along the shore ပင်လယ်ကမ်းခြေတစ်လျှောက်မှာလမ်းလျှောက်ရတာကို enjoy နှစ်သက်ကြတယ် enjoy နှစ်သက်ကြတယ် I will bring ယူလာပေးမယ် bring ကယူလာသည် I will bring a nice seashell ဆိုတာဘာလဲခရုခွန် necklace ကလဲဆွဲခရုခွန်လဲဆွဲကိုယူလာပေးမယ် for you မင်းအတွက်ဆိုတော့မင်းအတွက်ခရုခွန်နေနဲ့လှုပ်ထားတဲ့လဲဆွဲပတိလေးပေါ့လေအဲ့ဒါလေးကိုယူလာပေးမယ် yours မိမိအဲ့တော့စာရေးသူကမိမိနော်အဲ့တော့စာဘသူ့ကိုရေးရလဲဆိုတော့ kiki ကိုရေးတာရပြီနော်အဲ့တော့ဒီဘက်မှာတော့ kiki ရဲ့လိပ်စာရှိတယ်အဲ့ဆိုတော့ဖတ်ကြည့်အောင် hi kiki I wish you were at Ngapali with me picking up seashells along the shore every day I eat seafood crabs and prawns they are fresh and delicious prawn is very expensive the weather is fine it's sunny and breezy we swim in the sea in the morning and evening but take a rest in the Bangalore all afternoon. While my sister and I are swimming, mom and dad enjoy walking along the shore. I'll bring a nice seashell necklace for you. Yours, Mimi. Now, postcard number 2 postcard 2 ဖတ်မယ်အဲ့တော့ဒီ yes radio လို့ဆက်မပြောတော့ hi စင်စင်ရေးပေါ့ Merry Christmas and Happy New Year from ပြုံးလင်ကနေပြီးတော့မှနှုတ်ဆက်လိုက်ကြပေါ့လေ Merry Christmas and Happy New Year နော်ပျော်ရွှင်စရာကောင်းတဲ့နေ့တစ်လေးဖြစ်ပါစေပေါ့ I am now ငါဟာအခုရှိနေရယ်နော် in the National Kandoji Gardens မှာရှိနေတာအမျိုးသားကန်တော်ကြီးဥယျာဉ် National ကန်တော်ကြီး garden ဆိုတာအမျိုးသားကန်တော်ကြီးဥယျာဉ်ဒါပြုံးလင်တာတော့ရဲ့ပြုံးလင်ရောက်ဖို့တဲ့လူဆိုရင်သိမှာပေါ့နော်အမျိုးသားကန်တော်ကြီးဥယျာဉ်
မျိုးသားကန်တော်ကြီးဥယျာဉ်ဒါပြီနော်အမျိုးသားကန်တော်ကြီးဥယျာဉ် National ကန်တော်ကြီး Gardens National ကန်တော်ကြီး Gardens ဆိုတော့ I'm now in the National ကန်တော်ကြီး Gardens ဆိုအခုဒီအမျိုးသားကန်တော်ကြီးဥယျာဉ်ကိုရောက်နေတာ and I'm thinking about you ငါမင်းအကြောင်းစဉ်းစားနေတာမင်းအကြောင်းကိုစဉ်းစားနေတာပေါ့နော် You like flowers and fresh fruit မင်းကပန်းနေနဲ့ဒီလက်ဆက်တဲ့တည်တည်တွေကိုကြိုက်တယ် Right ဟုတ်တယ်မဟုတ်ဘူးလားဆိုတော့ပြန်ပြောမယ် You like flowers and fresh fruit right ဆိုတော့မင်းကဒီပန်းနေနဲ့လက်ဆက်တဲ့တည်တည်တွေကိုကြိုက်တယ်လေမဟုတ်ဘူးလားပေါ့ကြိုက်တယ်မဟုတ်ဘူးလားပေါ့နော်ကြိုက်တယ်ဟုတ်တယ်မဟုတ်ဘူးလားပေါ့ဒါဘယ်လိုပြောရတယ်ဒါဒီထပ်ပြီးတော့ကိုကမေးလိုက်တယ်နင်ကပန်းတွေကိုကြိုက်တယ်လေမဟုတ်ဘူးလားဒါမျိုးပေါ့နော်နင်ကပန်းနေနဲ့အသီးတွေကိုကြိုက်တယ်လေမဟုတ်ဘူးလားကြိုက်တယ်မဟုတ်ဘူးလားဒါမျိုးပေါ့နော် there are ဆိုရှိတယ်ဒါရှိမှလည်းဒီ G5 မှာလည်းပါပါတယ်ဒီ there is there are တွေက there are lots of strawberries here ဒီမှာ strawberries တွေအများကြီးရှိတယ် and I think ငါထင်တယ် you will be happy if you see them you will be happy တိတ်ကိုပျော်လိမ့်မယ်ပေါ့နော် if you see them အဲ့ဒါတွေကိုမြင်ရတဲ့အခါမှာတိတ်ကိုပျော်လိမ့်မယ်ပေါ့ the swan 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 ဆိုငန်းပဲကိုပြောတာငန်းပဲငန်းနေနော် the swan swimming in the lake ဒါမှ subject နော် the swan က subject မဟုတ်ဘူးဒီအကုန်လုံးက subject ဒါက verb the swan swimming in the lake ဒါကိုတစ်ဖြစ်ဖတ်ရမယ်အဲ့တော့ရေကန်ထဲမှာရေကူးနေတော့ငန်းပဲတွေဒါကမှ subject the swan swimming in the lake ကန်ထဲမှာရေကူးနေတော့ငန်းမဲတွေက are lovely တအားကိုချစ်ဖို့ကောင်းတယ်တိတ်ကိုချစ်ဖို့ကောင်းပါတယ် the weather is cool ရာသီဥတု air and pleasant တာရတယ်ပေါ့နော် we went to went went ကသွားခဲ့သည် verb to ဟုတ်လားသွားခဲ့သည်ဆိုတော့ तू က past tense ကိုပြောတာ past event we went to the waterfall and ပိတ်ချင်းမြောင် cave အဲ့တော့ waterfall ရေတံခွန်ကိုတွားခဲ့တယ်ပြီးတော့မှပိတ်ချင်းမြောင်ခုကိုတွားခဲ့တယ်ပိတ်ချင်းမြောင်မသိရင်လည်းပဲပြုံးလင်ကိုတွားရင်တော့ဒီနေရာတွေကိုရအောင်အလဲတွားခဲ့ပါနော်ဆိုတော့ we went to တွားခဲ့တယ်တွားပြီးသွားပြီပေါ့နော် we went to the waterfall and ပိတ်ချင်းမြောင် cave yesterday မနေ့ကတွားခဲ့တယ် I have plus verb 3သုံးထားတယ်နော် a lot အများကြီးလေ့လာခဲ့တယ် from this visit ဒီခရီးကနေဟုတ်လားဒီ visit ဆိုအလဲအပတ်ခရီးပေါ့နော်အဲ့တော့သူ့ကိုကတော့ noun အနေနဲ့ဒီမှာသုံးထားတယ်အလဲအပတ်ခရီးဒီအလဲအပတ်ခရီးကနေငါကအများကြီးလေ့လာခဲ့ပါတယ်တဲ့ဒါပြီနော် come along ဆိုငါနဲ့တူတူလာခဲ့ပါ come along with me next time နောက်တစ်ချိန်ဆိုရင်ငါနဲ့တူတူလိုက်ခဲ့နော်ငါနဲ့တူတူလိုက်လာနော် love တင်စာအချစ်များစွာနဲ့တင်စာပေါ့နားလည်လားဆိုတော့ဖတ်ကြည့်အောင် Hi Zinsin Merry Christmas and Happy New Year from ပြင်ဦးလွင် I'm now in the National Kandoji Garden and I'm thinking about you You like flowers and fresh fruit, right? There are lots of strawberries here and I think you will be happy if you see them. The swans swimming in the lake are lovely. The weather is cool and pleasant. We went to the waterfall and Peichin Miao Cave yesterday. I have learned a lot from this visit. Come along with me next time. Love, Tensa. Navi, not go postcards 3 ကိုသွားပါမယ်။ကြည့်အောင်ဒါကြတော့ Hi Mom and Dad ဆိုတော့တားကနေပြီးတော့မှဖေဖေမေမေတွေစီကိုရေးထားတာဆိုတော့ I miss you miss ကလွမ်းတာပေါ့နော် I miss you ကျွန်တော်လွမ်းနေပေါ့ဖေဖေမေမေကိုလွမ်းလိုက်တာတတိယလိုက်တာ I'm doing fine ဆိုကျွန်တော်နေကောင်းပါတယ်ပေါ့ Please don't worry about me ကျွန်တော်ကိုစိတ်မပူနဲ့ကျေးဇူးပြု၍ကျွန်တော်ကိုစိတ်မပူနဲ့မစိုးရိမ်နဲ့ပေါ့နော်စိုးရိမ်ဒီ worry ကစိတ်ပူတယ်စိုးရိမ်နဲ့ Don't worryဆိုတော့မစိုးရိမ်ပါနဲ့ Our teachers are taking care of us ကျွန်တော်တို့ဆရာတွေက take care ဆိုတော့ use ဆိုင်သည် take care နှစ်ခုစလုံးပေါင်းမှာ use ဆိုင်သည်ဆိုတဲ့ words လာပါမယ် use ဆိုင်သည်အဲ့တော့ကျွန်တော်တို့ရဲ့ဆရာတွေကကျွန်တော်တို့ကို use ဆိုင်ပါတယ်တဲ့ရပြီနော် Our teachers are taking care of us use ဆိုင်ကြတယ် every day နေ့တိုင်း we walk for 10 miles 10 မိုင်လမ်းလျှောက်တယ် to the village walk to the village ရွာတွေစီ around ရွှေဘိုနာကရွာတွေစီကိုနေ့တိုင်း10မိုင်လမ်းလျှောက်တယ် I have been to Hanlin ကိုရောက်ပြီးသွား have been ဆိုရောက်ဖို့သွားပြီနော်
Helen ye an Asian city Mura Hang ye Mahananda Kan ye Mahananda Lake ka kan Mahananda Kan the old palace Nano ha old palace ro Nano ha the weather is fine ya diru akaung pare I think I'm getting stronger တန်မာတော့ပို့ပြီးတော့တန်မာလာတယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုတော့ I can carry ကတည်နိုင်တယ် my heavy backpack easily ဒီလောက်လေးတဲ့ backpack ကြောပွေကြီးကိုအေးဆေးဆေးပေါ့နော်လွယ်လွယ်လေးဟိုပေါ့ပေါ့ပါပါလေးအေးဆေးဆေးလေးအလွယ်တကူလေးဒီတဲ့နိုင်နေတဲ့ဒါကြောင့်မလို့သူ့ကိုသူပါလေ I think I'm getting stronger လို့ပြောလိုက်တယ်ပေါ့နော် The best thing I like about the trip ကဒီခရီးစဉ်နဲ့ပတ်သက်ပြီးတော့မှ about the trip ခရီးစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကကြိုက်ဆုံးအကြောင်းအရာတစ်ခုကတော့ is the food here ဒီကအစားအသောက်တွေပဲဖြစ်ပါတယ် It's so delicious ဘာဖြစ်လဲတအားကိုတိတ်ကိုအရသာရှိတယ် especially အထူးသဖြင့် especially ဆိုတာဗာလေအထူးသဖြင့်ဗာလေ different kinds of peas and beans ပဲအမျိုးမျိုး peas and beans ပဲအမျိုးမျိုးပေါ့နော်အထူးသဖြင့်အဲ့ဒါတွေပေါ့နော် I will be back next week I will be back ဒါ future tense next week နောက်တစ်ပတ်ကြာမှာပြန်လာပါမယ်တဲ့နောက်တစ်ပတ်ကြာရင်ပြန်လာခဲ့မှာပါဆိုတာမျိုးပေါ့နော် See you soon မကြခင်တွေ့ကြမယ် soon ဆိုတာမကြခင်တွေ့ကြမယ်တူရပေါ့ရပြီနော်ကဲဖတ်ကြည့်အောင် I miss you I'm doing fine Please don't worry about me. Our teachers are taking care of us. Every day, we walk for 10 miles to the village around Shwebo. I've been to Helen, an Asian city, Mahananda Lake, and the old palace. The weather is fine. I think I'm getting stronger. I can carry my heavy backpack easily. The best thing I like about the trip is the food here. It's so delicious.Especially different kinds of peas and beans. I'll be back next week. See you soon. Dura. Okay, that's what my PG. Read the postcards again and complete the table. Eldima, strawberries a town para the postcards number 1. Bayane ji like dale. Okay, from whom? Badua yi dale, da baduga. To whom ga badugo.ပြီးတော့ food and drink ဘာစားစရာနဲ့ဘာတောက်စရာတွေပါလဲ weather ရာသီဥတု Okay postcard number 1မှာဘယ်သူကရေးတာလဲကလေးတို့ကဟိုးဘက်ထဲကစာအုပ်ထဲကိုကြည့်လိုက်ပေါ့နော် sorry ပါအဲ့တော့ strawberries အကြောင်းပါတာဒီပြုံးလွင်ကနေရေးတဲ့ထဲမှာပါတာဟုတ်လားသူက postcard number 2 postcard number 2မှာဘယ်သူကရေးတာလဲ from home ဆိုတာဘယ်သူကရေးတာလဲဆိုတော့တင်စာကရေးတယ်တင်စာရေးတယ်ဘသူကိုရေးရလဲဆိုတော့ဇင်ကိုရေးတယ်ဟုတ်လား food and drink ကတော့ strawberries အကြောင်းပြောထားတယ်ပြုံးလယ်မှာ strawberry တွေပေါ်တယ်ဆိုတဲ့အကြောင်းပြောထားတယ်ရာသီဥတုကတော့အေးမှာပေါ့ပြုံးလယ်မှာအေးပြီးတော့မှဘာဖြစ်တယ်လို့ပြောထားလဲ pleasant တာရတယ် P L E A S A N T pleasant cool and pleasant postcard number 3ကသူရရေးထားတာဘသူကိုရေးထားတာလဲဆိုတော့ mom and dad မိမိနဲ့ဖေဖေကိုရေးထားတယ် mom and dad food and drink ကဘာပါလဲဆိုတော့ peas and beans ပေါ့သူက different kinds of peas and beans လို့ပြောထားတာဆိုတော့ကဲရေးမယ် peas and beans ရာသီဥတုကဘယ်လိုရှိရလို့ပြောထားလဲမသိလို့ရှင်စောင်းထဲကိုသွားကြည့်လိုက်ပေါ့နော် the weather is fine လို့ပြောထားတာဆိုတော့ fine ပဲရေးလိုက်ရုံပဲနောက်တစ်ခုဒီမှာတော့ကိုကဖြည့်ရမှာကေခိုင်ကိုရေးထားတဲ့စာကေခိုင်တနည်းအားဖြင့်ကီပေါ့ hi ကီဆိုမှရေးထားတဲ့စာဒီ postcard number 1ဘသူစီကရေးထားတာလဲဆိုတော့ဘသူကရေးထားလဲမိမီယာရေးထားတယ်ကေခိုင်ကိုရေးထားတယ် food and drink ကတော့ crabs and prawns ဒီပဇွန်နေဒီခနန်းနေပါမယ် sunny and breezy နေတာတယ်လေးတိုက်တယ်ပေါ့ okay now number 4 what did Mimi do along the shore at Ngabali ငပလီမှာ along the shore ကမ်းခြေတစ်လျှောက်မှာမိမိကဘာလုပ်ခဲ့တာလဲဒါဆိုရင်ဒီမှာ did နဲ့မိထားလို့ဒီမှာဖြေရမယ့်အဖြေဒီကျွန်တော်တို့ဘာနဲ့ဖြေပေးရမှာလဲဆိုတော့ past tense နဲ့ဖြေပေးရမယ်အဖြေဒီ do နေရာမှာရေးရမယ်ဟုတ်လားဒါဆိုရင်မိမိဒီမှာရေးလိုက်တော့မယ်ဒီကျဲနောက်ကစမယ်ဒီနေရာမှာအဖြေရေးမယ်ဒါနောက်ကဆက်ရေးမယ်မိမိကဘာလုပ်ခဲ့ရလဲ pick up က buff အဲ့တော့ကျွန်တော် buff 2နဲ့ရေးရမှာဆိုတော့ pick up မိမိ pick up seashellဒါလေးပဲဖြေရမှာဟုတ်လား S E A S S H E L L S shell seashell S E A
SHELLS seashells pick up seashells so Mimi pick up seashell along the shore at Ngambali why did Mimi eat crab and prawns there so Mimi ga crab and prawns ပဇွန်နေငါဒီကနန်းတွေဘာကြောင့်စားတာလဲဆိုတော့ဒီနောက်ကစပြီး Mimi eat ကဘာဖြစ်မလဲ ADE ate Mimi ate crabs and prawns there because why နဲ့မေးတဲ့တော့ကျွန်တော် because နဲ့ဖြေမယ်စာအုပ်ထဲမှာဘာရှိလဲ I eat seafood crab and prawns ဟုတ်လားဟိုဘက်ကစာမျက်နှာ30မှာ because they are fresh and delicious they are စာအုပ်ထဲမှာရှိပြီးသားနော် fresh and delicious they are fresh and delicious line number 3မှာရှိမယ်ရပါတယ်နော်နောက်တစ်ခု what is the weather like in Pyongyang in December မှာပြုံးလယ်မှာရာသီဥတုဘယ်လိုရှိပါသလဲ the weather ကမေးခွန်းနဲ့အစဖြစ်မယ် the weather is it's like ဆိုဘာနဲ့တူတယ်လဲဘယ်လိုပုံစံလဲမေးလို့ like ကထည့်စရာမလို the weather is ပြုံးလယ်မှာဘာဖြစ်လဲဆိုတော့ postcard number 2ကိုကြည့်လိုက် the weather is cold and pleasant လို့ပြောထားတာဟုတ်လားအဲ့ဒါပဲရေးရမယ် the weather is ဒီမှာရေးရမယ် the weather is ဒီ is ကဒီဟုတ်လား the weather is cool and pleasant in Pyongyang in December ရပြီနော် the weather is cool and pleasant in Pyongyang in December like ကထည့်စရာမလိုတော့ဘူး what are the interesting places in Shwebo interesting ဆိုတာစိတ်ဝင်စားစရာကောင်းတော့ interesting ဆိုတာစိတ်ဝင်စားစရာကောင်းတော့ places နေရာ what are ဆိုဘာတွေလဲရွှေဘုံမှာရှိတဲ့စိတ်ဝင်စားစရာကောင်းတဲ့နေရာတွေကဘာတွေလဲဆိုတော့ရေးတော့မယ် the interesting places in Shwebo are ဟုတ်လား the interesting places in Shwebo are ကဲဘာတွေလဲဆိုဆရာမဒီမှာမရေးတော့ဒီမှာပြလိုက်တော့မယ် the interesting places in Shwebo are Hanlin an ancient city Mahananda Lake and the Old Palace ဒီလေးကိုရေးလိုက်ရုံပဲဟုတ်လားကဲပြန်ပြောမယ်မိခွန်းတွေကကောက်မယ် the interesting places in Shwebo are Hanlin an ancient city Mahananda Lake and the Old Palace ရမယ်နော်နောက်တစ်ခု why did Tura think he was getting stronger သူကဘာကြောင့်မို့လို့သူ့ကိုယ်သူပေါ့နော် strong ဖြစ်လာတယ် stronger ဖြစ်လာတယ်လို့ထင်တာလေ did နဲ့မေးလို့ရှိရင် verb ကို verb 2ပြောင်းပေးရတယ် Tura thought thought ထင်တယ် he was getting stronger because ဒီလိုလာမယ်နော် why နဲ့မေးရင် because နဲ့ဖြေမယ် Tura thought he was getting stronger because ဘာကြောင့်လဲဆိုတော့သူကလွယ်အိတ်ကိုတင်နိုင်လို့သူရဲ့ heavyဖြစ်နေတဲ့ backpack ကိုတင်နိုင်လို့ဒီမှာ I can carry my backpack easily ဒါပေမဲ့ဒါကသူပြောနေတဲ့အချိန်မှာမလို့ can နဲ့သုံးထားတာဒီမှာဒီ did ဆိုပြီးတော့မှ past tense အနေနဲ့မေးထားလို့ရှိရင်ဆရာမတို့ can ကိုပါပြောင်းမိမှာလေ cold ပြောင်းမယ် because I cold ပြောင်းရခြင်းဒီမှာ did နဲ့မေးထားလို့ဟုတ်ပြီနော် I could carry my heavy backpack easilyရပြီနော်အဲ့တော့ဒီမှာအဖြေကဘယ်လိုလာမလဲဆိုတော့ I could cold carry my heavy backpack easily အဲ့တော့လေးတဲ့လွယ်အိတ်ကိုလွယ်လေးနဲ့တင်နိုင်လို့ပေါ့နော်ဒါဆိုရင်မိခွန်းနဲ့အဖြေနဲ့တစ်ခါပြောကြည့်အောင် What did Mimi do along the shore at Ngambali Mimi picked up seashells along the shore at Ngambali Why did Mimi eat crabs and prawns there Mimi ate no did နဲ့မေးထားလို့ Mimi ate crab and prawns there because they are fresh and delicious. What is the weather like in Pyongyang in December? The weather in Pyongyang is cool and pleasant in December. What are the interesting places in Shwebo? The interesting places in Shwebo are Hanlin, an ancient city, Mahananda Lake, and the Old Palace. What did Tura think he was? Why did Tura think he was getting stronger? Tura thought he was getting stronger because I'm he. I'm ဆိုတာသူပြောတော့ I လို့သုံးရတာ။စမပြန်ရေးတဲ့အချိန် he ဆိုမှရေးပေးရမယ်။ He could carry my မဟုတ်တော့ဘူး sorry စမခုနမကြည့်မိလို့နော် his heavy backpack easily. He could carry his heavy backpack easily. နော် I ဒီသူကသူ့ရဲ့ဆိုတာ his heavy backpack easily he could carry his heavy backpack easily နားလည်လားကြည့်လို့ဆိုဆရာတို့က lesson 2ပြီးသွားပြီနောက်ရက်ကြာမှာပဲ lesson 3ကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်